ခင်ဗျာကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့ Mace သုံးနေတဲ့ Mace ရဲ့မှာ laptop ရဲ့မှာ battery ကမူလ Mace သုံးနေတဲ့အချိန်တုန်းကတော့ Mace ရဲ့ battery ကအားမခံတော့ဘူးလားဒါမှမဟုတ်ကိုသုံးနေတဲ့ battery ကပေါ့နော် battery ရဲ့ရာက LD ကကျနေပြီလားအဲ့ဒါမျိုးသိချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ video လေးကိုအစအဆုံးထိကြည့်ပေးဖို့ပြောချင်ပါတယ်ဒီ video မှာတော့ကျွန်တော်တို့ရဲ့ laptop ရဲ့မှာ battery ကိုbattery healthy ဘယ်လောက်ရာခိုင်နှုန်းရှိသေးတယ်ဆိုတာလေးကိုဘယ်လိုကြည့်ရမလဲပေါ့နော်ကျွန်တော် step by step တစ်ဆင့်ချင်းပြပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ battery ရဲ့မှာဘယ်လောက်ကျန်သေးတယ်ပေါ့နော်ဘယ်လောက်ရာခိုင်နှုန်း battery healthy ဘယ်လောက်ရာခိုင်နှုန်းကျန်သေးတယ်ဆိုတာလေးကိုကြည့်ဖို့အတွက်ကျွန်တော်ပထမဆုံးအနေနဲ့လုပ်ရမှာကတော့ကျွန်တော်တို့ keyboard ကနေ command ပေါက်လေးဖွင့်ပါလားအဲ့တော့ command ပေါက်လေးဖွင့်ဖို့အတွက်ကကျွန်တော်တို့ keyboard ကနေ window ရဲ့ R ရဲ့ shortcut key လေးနှိပ်ပါမယ် window လို့ကလေး R ရဲ့ပေါ့နော် shortcut key လေးနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော် CMD ဆိုပြီးရိုက်ပါမယ် CMD ပေါ့နော်ကျွန်တော် window ရဲ့ R ရဲ့ command ပေါက်ရိုက်ပြီးတော့ command ပေါက်လေးဖွင့်ပြီးဆိုရင်ကျွန်တော်တို့ဟောပါနော် CMD ဆိုပြီးရိုက်လိုက်မယ်ရိုက်ပြီးရင်နောက်ခေါက်လိုက်ခေါက်လိုက်ပြီးကျွန်တော်ဒီမှာစာသားလေးကြာတာပေါ့နော်ကြာလာပြီဆိုရင်ကျွန်တော်တို့ဘာရရမလဲဆိုတော့ဒီကြာလာတဲ့ဒီမှာ power ပေါ့နော် POW ရ POW ရ power CFG ရင်းဆောင် battery report ပေါ့နော် BATERY battery REPORT နော်နောက်ဘယ်လိုရမလဲဆိုတော့ power CFG ပေါ့နော် POW ရ CFG ရင်းဆောင် battery report အားကျန်တယ်ပေါ့နော်battery report နော်အဲ့လေးကျွန်တော်တို့ရိုက်ထည့်ပြီးသွားရင်ကျွန်တော်တို့က analytics ကိုခေါ်လိုက်ပါခေါ်လိုက်ပြီးဆိုရင် under ခေါ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမှာ battery report depth ctml ဆိုပြီးတော့ file တစ်ခုကျွန်တော်တို့ချပေးထားပါတယ်အဲဆိုရင်အဲ့ဒီ file ကိုဖွင့်ဖို့အတွက်ကျွန်တော်တို့ကသူချပေးထားတဲ့ဒီပေါ့နော် C ကနေစပြီးတော့ဒီထိပေါ့နော်အဲ့လို control C လေးနဲ့ကျွန်တော်တို့ copy လေးကူးလိုက်မယ် control C ပြီးရင်ကျွန်တော်တို့ရဲ့မှာပေါ့နော် browser မှာကျွန်တော်တို့ရဲ့ browser မှာကျွန်တော်အဲ့လေးကျွန်တော် copy ကူးထားတဲ့စာလေးရတယ်ပြီးရင်အဲ့ဒါခေါ်လိုက်အဲ့ဆိုရင်တော့ဒီမှာကျွန်တော်တို့ browser နေကျွန်တော်တို့ battery report ထုတ်ပေးထားတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကြာလာပြီအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ battery ကရာခိုင်နှုန်းဘယ်လောက်ကျန်သေးတယ်အဲ့ဒါလေးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ battery report ထဲမှာကျွန်တော်အရင်ဆုံးဘာရှာမလဲဆိုတော့ design capacity ပေါ့နော်အဲ့ဒါလေးအရင်ရှာကြည့်အောင်ဒီမှာ design capacity ပြီးတော့ဒီမှာ full charge capacity ပေါ့နော်အဲ့ design capacity နဲ့ full charge capacity ဆိုပါတယ် design capacity ဆိုတော့ကျွန်တော်တို့ battery origin နဲ့ပါတဲ့ပေါ့နော် battery ရဲ့မှာအားပါဒီမှာဆိုရင်4500 mAh ဆိုပြီးတော့ပါပါတယ် full charge capacity ဆိုတော့ဟိုလောလောဆယ်ကျွန်တော်တို့ battery သုံးလို့ရတဲ့အားပါနော်39,950အဲ့တော့ကျွန်တော်4500 mAh battery ဖြစ်ပေမဲ့လည်းဟိုလောလောဆယ်မှာတော့39,950 mAh ပဲသုံးလို့ရတယ်ဆိုတာလေးကိုပြောချင်တာပါအဲ့တော့ battery healthy battery ရာခိုင်နှုန်းဘယ်လောက်ကျန်သေးလဲဆိုတော့ကျွန်တော်တို့သိချင်တယ်။ဒါမှဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော် calculator လေးတစ်ချက်ခေါ်လိုက်ပါမယ်။ calculator လေးတစ်ချက်ခေါ်လိုက်ပါမယ်။ Okay အဲ့ဒါခဏလေးပါနော်။အဲ့ဒီမှာ calculator လေးကျွန်တော်တစ်ချက်ခေါ်လိုက်မယ်။ဒီမှာကျွန်တော်တို့က battery ထဲမှာ healthy ဘယ်လောက်ကျန်သေးလဲတွက်ချင်တယ်ဆိုရင်ဒီမှာ battery ထဲမှာ full charge capacity ကိုတည်ပြီးတော့ design capacity နဲ့စပြီးရင်ရလာကို100နဲ့မြောက်အဲဆိုရင် battery healthy percentage ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့
battery full charge capacity ပေါ့နော်လောလောဆယ်သုံးလို့ရတဲ့ battery ကဒီမှာ3950ပေါ့နော်3950ကိုဒီ3950အစားပါနော်3950 design full charge capacity ကိုတီးပြီးတော့ design capacity နဲ့စားပါနော် design capacity က4000ခွဲပေါ့နော်4000ခွဲ4000ခွဲအဲ့တော့ကျွန်တော်တို့ကဒီမှာရလာတဲ့ဟာကို100နဲ့မြတ်ပေါ့နော်100နဲ့မြတ်အဲ့ဆိုရင်ဒါကျွန်တော်တို့ရဲ့ battery က84ရာခိုင်နှုန်းကျန်သေးတယ်လို့တွေ့လို့ရပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ battery အခုကျွန်တော်လက်တော့ရဲ့ battery ဆိုရင်84ရာခိုင်နှုန်းပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ battery healthy percentage ပေါ့နော် percentage က90ရာခိုင်နှုန်းအောက်ကျော်နေပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ battery ကိုအစားထိုးပြန်ပြီးလဲဖို့လိုလာပါပြီဘာလို့လဲဆိုတော့အခုကျွန်တော် battery ဆိုရင်84ရာခိုင်နှုန်းဆိုတော့ဒါကသုံးလို့တော့ရသေးပေမဲ့ battery ကအားမခံတဲ့အနေအထားမျိုးတွေရှိလာအဲ့ဒါမျိုးဆိုရင်တော့ battery အစားပြန်လဲဖို့ battery တစ်ခုပြန်လဲဖို့လိုလာပြီလေကျွန်တော်ပြောချင်ပါတယ်ဒီနည်းလမ်းလေးနဲ့မိတ်ဆွေတို့ရဲ့laptop ရဲ့ battery ကိုစစ်ကြည့်လို့ရပါတယ်တော့မိတ်ဆွေတို့ရဲ့ laptop ကငကိုတော့လို့ battery အားရမခံတော့ဘူးဆိုရင် battery ရာခိုင်နှုန်းဘယ်လောက်ကျန်သေးလဲဆိုတာကိုခုကျွန်တော်ပြောထားတဲ့နည်းလမ်းလေးတိုင်းစစ်ကြည့်လို့ရပါတယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့ဒီ video လေးကိုစိတ်ချနိုင်ရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်